ကဲသူ့အချိန်ရောက်တော့နော်စားရတာပေါ့ဒီနေ့ထမင်းလေးထူးစားဖြစ်တယ်နော်အဲ့ဒါကိုလာမျှဝေတာပါဒါကကောင်းကြီး5ကီလိုစားနော်ကောင်းကြီး5ကီလိုကိုရေစိမ်းထားတယ်ဒါကအုံဒီကိုလှော်ထားတယ်ပေါ့နော်ပြီးရင်ဒါကကြက်သွန်ဖြူကိုပပခီးပြီးတော့နေလှမ်းထားတယ်ပေါ့နော်ဒါကတော့ဂျင်းပေါ့နော်နေလေးနည်းနည်းနိုးအောင်လှမ်းလိုက်တယ်ပေါ့နော်အဲ့တော့မှစားလို့ကောင်းတယ်ပြီးမြေပဲကိုအခုလိုလေးနည်းနည်းခြေလိုက်မယ်နော်တိတ်အကြည်ကြီးတော့မဟုတ်ဘူးနော်နည်းနည်းလေးခြေသွားရအောင်ကဲပြီးရင်စပြီးတော့ထိုးမယ်နော်အရင်ဆုံးစီထည့်မယ်နော်ဒါက5ကီလိုဆိုရင်စီတပူးပေါ့နော်ထိုင်းကစီဘူးလို့ပေါ့နော်စီတပူးဒါကောင်းကြီး5ကီလိုရေစိမ်းထားတယ်နော်ပြီးဒါလှော်လိုက်တယ်ပေါ့နော်ခဏလေးလှော်လိုက်ပေါ့နော်နည်းနည်းစီစုပ်တော့အောင်6တော့အောင်ကဲပြီးရင်တော့ရေလေးအနေငယ်ထည့်မှာပေါ့နော်ရေမပေးများနဲ့ပြီးရင်ဒီမှာအုံဒီနော်ကြက်သွန်ဒီကြက်သွန်မဟုတ်အုံဒီကြက်သွန်ဖြူနော်ဂျင်းဒါကအပြီးမြေပဲနော်စောစောလီထားတဲ့ဟန်တွေကိုအောက်ထားမယ်နော်အဲ့တော့မှအနက်မွေးမယ်နော်တခါတည်းအောက်ထားလိုက်အဲ့တော့အနက်တွေကတခါတည်းမွေးပြီးအောင်မယ်ထဲကိုပြီးရင်ဒီမှာမပြောရောလေးအုပ်ပြီးတော့ခဏလေးတည်ထားမယ်နော်မီးအေးနေမှာနော်မီးပြပြင်းလို့မရဘူးမီးနည်းနည်းလေးနဲ့ကဲပြီးရင်တော့လှန်လိုက်မှာပေါ့နော်ဘာဖြစ်လဲဆိုတော့ကောင်းကြီးကအောက်ဘက်မှာပဲကြက်တယ်နော်အပေါ်မှာတော့မကြက်ဘူးအဲ့ဒါကိုလှန်လိုက်မယ်နော်အပေါ်အောက်လှန်ပြီးလိုက်မယ်ဟိုကြည့်ပေါ့နော်ကောင်းကြီးကြက်ပြီလားပေါ့ကြက်ရင်တော့ဒီလိုလှန်လိုက်ပေါ့နော်ဒါကအပေါ်ကတော့မကြက်သေးဘူးဒါအောက်ကတော့ကြက်သွားပြီအခုလိုလေးလှန်လိုက်မယ်နော်အပေါ်အောက်လှန်လိုက်တော့ပေါ့ဒါတော့မှအပေါ်ကလေးကြက်မှာပေါ့နော်တနေ့မှတစ်ခါစားရတယ်နော်ဒါသူ့ချိန်ရောက်မှစားလို့ကောင်းတယ်ဒါတပူတွဲလားဆိုတော့သူ့ချိန်အဲ့ဒါကြောင့်ချွေမျိုးတွေစုပြီးတော့နော်ထိုးစားဖြစ်တယ်ပေါ့တော့အဲ့ဒါကိုမတန်းလေးတင်လာပြီးတော့ဒါလက်မြှောက်ဝေပေးတာပါနော်ကဲခဏကလှမ်းပြီးတော့နော်တအောက်လေးပေါ့ရပြီပေါ့အဲ့ဒါကိုကြည့်ကြည့်ပေါ့နော်ကောင်းညင်းလေးနူးပြီလားကြက်ပြီလားဆိုတော့နယ်လို့ရပြီနော်နယ်ပြီပေါ့နယ်ရင်းနဲ့မှနှမ်းမှာဖြူးထည့်မှာနော်နယ်ရင်းနဲ့နှမ်းနေဖြူးထည့်မယ်ပြီးရင်အုံဒီတွေမြေပဲတွေနည်းနည်းထည့်ပေါ့နော်နယ်ရင်းနဲ့ဖြူးထည့်ပေါ့အခုလိုဆိုရင်စားခြင်းစရာထမင်းလေးရလာပါပြီ